ကဘာကျော်အဆိုတော်ဆယ်လီနာဂိုမတ်နဲ့ချစ်စွတ်တူနေလို့လူပြောများနေတဲ့ပြည်သူတို့ပရိသတ်များအားလုံးမင်္ဂလာပါရှင်ရွှေမန်းလေး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆယ်လီနာဂိုမတ်နဲ့တထရတဲ့တူနေရကတော့ပြည်သူတို့ပါအထူးသဖြင့်ပြည်သူတို့လေးကငငယ်လေးကလေးကဖခင်ဖြစ်သူပြည်သူဦးရဲ့ညံကောင်းပြီးတော့တွက်လက်တဲ့ဟန်ပန်မိခင်ဖြစ်သူဦးဝဲရဲ့စက်တည်ရှိပြီးတော့ဆွဲဆောင်မှုရှိတဲ့အလှတရားတွေကိုအပြည့်အဝအမွေရထားတယ်ဆိုပြီးတော့ပရိသတ်တွေရဲ့အချစ်ကိုသိမ့်ပိုက်ထားနိုင်ခဲ့တဲ့သူလေးပါငယ်စဉ်ကလေးကပရိသတ်တွေရဲ့မျက်စိရှိမှတင်ကြည်ပြင်းလာခဲ့တဲ့ကလေးလေးကအခုဆိုရင်တော့အားလုံးကငေးမောကြီးရလောက်တဲ့အစေကျော်သက်အရွယ်အပြိုဖြန်းလေးတစ်ယောက်အဖြစ်ကိုရောက်ရှိလို့လာခဲ့ပါပြီ။မကြသေးခင်ရက်ပိုင်းကမှလူမှုကွန်ရက်စာမျက်နှာတွေထက်မှအတော်လေးကိုပြန့်နှံ့သွားခဲ့ပြီးတော့ပရိသတ်တွေရဲ့အာရုံစိုက်မှုတွေကိုအများဆုံးရရှိခဲ့တဲ့ပုံရိပ်လေးတွေရှိပါတယ်။အဲ့ဒါကတော့ပြည်သူတော်ကဖေဖေပြည်တီဦးမေမေအင်ဒရာကျော်စင်တို့နဲ့အထူးပွဲအခမ်းအနားတစ်ခုကိုမိသားစုလိုက်တက်ရောက်လာခဲ့တဲ့ပုံရိပ်တွေပဲဖြစ်ပါတယ်။ဒီပွဲမှာပြည်သူတော်လေးရဲ့ဝတ်စားစီရင်မှုဖက်ရှင်ကလည်းဆယ်ကျော်သက်အရွယ်လေးနဲ့လိုက်ဖက်ညီပြီးတော့အလွန်ကိုကြော်ရှင်းလှပနေပါတယ်။တာမန်ကလေးတယောက်ရဲ့ချစ်စရာကောင်းမှုမျိုးထက်ပိုပြီးတော့ရင့်ကျက်တဲ့အလှတရားမိမိကိုယ်ကိုယုံကြည်မှုရှိတဲ့ဟန်ပန်အမူအရာလေးတွေနဲ့ပွဲတက်လာတာကိုမြင်တွေ့ခဲ့ရတာပါ။ဒီလိုအချိုးအစားကြားနာပြီးတော့ဆွဲဆောင်မှုရှိတဲ့ပြည်သူတော်လေးရဲ့ပုံစံကြောင့်ပွဲကိုတက်ရောက်လာတဲ့သူတွေသာမကအွန်လိုင်းပေါ်ကပရိသတ်တွေပါအင်အားသင့်ပြီးတော့ချီးကျူးခဲ့ရပါတယ်။ဒီပုံရိပ်လေးတွေထွက်ပေါ်လာပြီးနောက်မှာတော့ပရိသတ်တွေကြားထဲမှာအထူးတလဲပြောစမှတ်ပြုလာကြတဲ့အကြောင်းအရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့အခုလိုအရွယ်ရောက်လာတဲ့ပြည်သူတော်လေးရဲ့မျက်နှာအသွင်ဖြင့်အနေထားကကမ္ဘာကျော်ဟောလိဝုဒ်အဆိုတော်နဲ့မင်းသမီးကျော်လေးဆယ်လီနာဂိုမတ်နဲ့အင်မတန်ကိုဆင်တူနေရဆိုတဲ့အချက်ပါပဲတကယ်လေးသေချာကြည့်မယ်ဆိုရင်ပြည်သူတော်လေးရဲ့ဝိုင်းဆက်မျက်နှာကြားလေးဆွဲဆောင်မှုအပြည့်ရှိတဲ့မျက်ဝန်းအစုံပြုံးလိုက်တဲ့အခါမှာပေါ်လွင်သွားတဲ့နှကန်းအလှနဲ့ပချိုင်လေးတွေကဆယ်လီနာဂိုမတ်ငယ်တုန်းကပုံစံနဲ့တကယ်ကိုချွတ်ဆွတ်တူနေရလို့တွေ့ရမှာပါဒါကြောင့်လေလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာပရိသတ်တွေကပြည်သူတော်လေးကိုမြန်မာနိုင်ငံရဲ့ဆယ်လီနာဂိုမတ်လေးဆယ်လီနာဂိုမတ်အငယ်စားလေးဆိုပြီးတော့ချစ်စနိုးနဲ့တင်စားခေါ်ဝေါ်နေကြတာဖြစ်ပါတယ်။ဆယ်လီနာကလည်းငယ်ရွယ်စဉ်ကလေးတယောက်ဆောင်ဘွားကလေးကနေကမ္ဘာကျော်အနုပညာရှင်တယောက်ဖြစ်လာတဲ့အထိသူမရဲ့သဘာဝကျတဲ့အလှတရားနဲ့ပရိသတ်ကိုဖန်ဆားထားနိုင်နေသူပါအခုပြည်သူတော်လေးကလည်းအဲ့ဒီလိုမျိုးတဘာဝကြကြဆွဲဆောင်မှုရှိတဲ့အလှတရားမျိုးကိုပိုင်ဆိုင်ထားတာကြောင့်ဒီလိုမျိုးကြီးကျူးတင်စားမှုတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်မိဘနှစ်ပါးစလုံးကနိုင်ငံရဲ့ထိပ်တဲ့အနုပညာရှင်တွေဖြစ်ကြတဲ့အတွက်ပြည်သူတော်ရဲ့သွေးထဲမှာလည်းအနုပညာပီဇာကတော့အပြည့်အဝပါဝင်နေမှအသေးချာပါအခုလိုမျိုးငငယ်ရွယ်နဲ့တည်းသူမရဲ့ကိုယ်ပိုင်ဟန်လေးထူးခြားတဲ့အလှတရားတွေနဲ့ပြည်သက်ကိုဆွဲဆောင်ထားနိုင်ပြီဖြစ်တဲ့ပြည်သူတော်လေးကနောက်တစ်ချိန်မှာမိဘတွေရဲ့ခြေရာကိုနင်းပြီးတော့အနုပညာလောကတွေကိုဝင်ရောက်လာမလားဆိုတာကိုပြည်သက်တွေကစိတ်ဝင်စားနဲ့မျှော်လင့်စောင့်ကြည့်နေကြပါတယ်ဘာပဲဖြစ်ဖြစ်အခုလက်ရှိအချိန်မှာတော့မိခင်ဖြစ်သူဦးဝဲရဲ့အလှတရားတွေကိုစက္ကန့်ထားတဲ့အပြင်ကမ္ဘာကျော်မင်းသမီးလေးနဲ့ပါဆင်တူနေတဲ့ပြည်သူတော်ရဲ့ပုံရိပ်တွေကပရိသတ်တွေအတွက်တော့ကြည့်ရှုရတာမျက်စိပတာတာဖြစ်စေပြီးတော့အပြူသဘောဆောင်တဲ့ချီးကျူးမှုတွေကိုသာအပြည့်အဝရရှိနေတာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့အနေနဲ့ဆယ်လီနာဂိုမတ်အငယ်စားလေးလို့တင်စားခံနေရတဲ့ပြည်သူတော်ရဲ့အလှတရားပေါ်မှာဘယ်လိုထင်မြင်ပါသလဲရှင်ပရိသတ်တွေပြောနေကြသလိုဆယ်လီနာဂိုမတ်နဲ့တကယ်ကိုချွတ်ဆွတ်တူရဲ့လားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်